မိန်းကလေးတွေချောင်းကြည့်ဖို့မြကန်းဟန်ဆောင်ရာကနေလူတက်မှုမြင့်မြင့်တက်တည်ဖြစ်သွားခဲ့တဲ့သူပူနဲမျိုးပြင်ကစိုက်ကင်တစ်ခုမှာရုံတကောင်ကလာတောင်းကျမ်းနေပါတယ်။လယ်သမားကြီးကအဲ့ယုံကိုစိတ်လောက်ရှစ်ဖြစ်လာတဲ့အခါမှာတော့တနတ်တက်ပစ်လိုက်တဲ့အခါမှာပဲအတန်ကျဲကြီးထွက်လာပြီးတော့တီဗီဖန်သားပြင်ကြီးကလည်းမှောင်မဲသွားပါတယ်။ပူနဲမျိုးထဲမှာတော့အာကာဆိုတဲ့အရန်တော်တဲ့မြင့်မမြင့်ဖီယာနိုသမားလေးတယောက်ရှိပါတယ်။မျက်စိမမြင်ရဘူးဆိုပေမဲ့ဓမင်းချက်အဝတ်လျှော်တန်ရှင်းအကုန်လုံးသူ့ဘာသာပဲသူလှုပ်တာပါ။အဲ့တော့အိမ်သားမှာရှိတဲ့ကလေးလေးတယောက်ကသူမျက်စိကန်းနေတဲ့ဆိုတာကိုမယုံတဲ့အတွက်ကြောင့်ညီမျိုးစုံသုံးပြီးတော့စမ်းသပ်ဖို့ကြိုးစားပါတယ်။ဒါမဲ့အာကာရှ်ကမနက်ပိုင်းအဲ့ဒီကလေးလေးလိုက်နှောက်ရှက်တာကိုခံပြီးရင်တော့တချင်းဆိုတဲ့ဆိုင်ကိုသွားပါတယ်။သူကတလားလောက်နေရင်တော့လန်ဒန်ကနာမည်ကြီးဘားတစ်ခုမှာဖီယာနိုသွားတီးဖို့ပြင်ဆင်နေတာပါ။အခုလိုမျိုးမျက်စိကန်းနေတာတော့မှဘဝကိုရှုံးမပေးပဲကြိုးစားနေတဲ့အာကာရှ်ကိုဆိုင်ရှင်ကလည်းအမြဲတမ်းချီးကျူးလေးရှိပါတယ်။အရင်ဘောလီဝုဒ်မင်းသားဟောင်းပရာမော့စင်ဟာစီမီဆိုတဲ့မိန်းမငယ်လေးတယောက်နဲ့အိမ်အောင်ကြထားပါတယ်။သူတို့ရဲ့အသက်ကွာခြားချက်ကိုလူတိုင်းကဝေဖန်ကြပေမဲ့လည်းဒီဇနီးမောင်နှံကတော့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်ပါပဲ။ပရာမိုမာကအရင်မိန်းမနဲ့ယာထားတဲ့ဒါနီဆိုတဲ့သမီးလေးတယောက်ရှိပါတယ်။ဒါနီကသူတို့နဲ့အတူမနေပေမဲ့တစ်ခါတလေတော့လာလဲပါတယ်။တနေ့မှာတော့လမ်းဖြတ်မောင်းလာတဲ့စကူတာတစ်စီးကအာကာရှ်ကိုဝင်တိုက်မိသွားပါတယ်။စကူတာမောင်းသမားဆိုဗီတယောက်သူ့ကိုပြန်တူပေးပြီးရတော့မှစိတ်မကောင်းဖြစ်နေသေးတော့မို့တောင်းပန်တဲ့အနေနဲ့နေလေစာဖိတ်ကျွေးပါတော့တယ်။ခဏလောက်စကားထိုင်ပြောပြီးတဲ့အခါမှာတော့အာကာရှ်ကပီယာနိုတီမန်ဆိုဖီလဲတီးသွားရောသူ့ဖေရဲ့စားတော့ဆိုင်မှာလာတီးပါလားဆိုပြီးတော့ကန်လန်းလိုက်ပါတယ်။အိမ်မြန်ရောက်လို့အာကာရှ်ကြောင့်သူ့မျက်မှန်ကိုချွတ်ပြီးရောမှုံနုံကာလာနဲ့မျက်ကပ်မှန်ကိုလည်းချွတ်လိုက်ပါတော့တယ်။တကယ်တော့အာကာရှ်ကမျက်စိကန်းနေတာမဟုတ်ပဲတီထွင်နိုင်စမ်းတွေကောင်းလာအောင်ဆိုတဲ့အကြောင်းပြချက်နဲ့တက်လိန်နေခဲ့တာပါ။ပုံမှန်လိုတဲ့ဆိုင်တော့မျက်စိကန်းနေတာကတမူထူးတဲ့ဖန်တီးနိုင်စွမ်းတွေကိုပေးလို့လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကလေးကအခုလိုမျိုးလိန်စားနေတာပါ။နောက်နေ့ဆိုဖီဆိုင်မှာအာကာရှ်ပီယာနိုသွားတီးတဲ့အခါမှာတော့လူတိုင်းကလေးစားအားကြနေခဲ့ကြပါတယ်။အများစုကတော့သူ့ကိုမြကန်းသမားလေးလို့ထင်ပြီးတော့အားပေးနေကြတာပါ။အဲဆိုင်မှာပရာမိုလည်းရောက်နေပါတယ်။ပရာမိုကနောက်ရက်ပိုင်းလောက်နေရင်လုံးမဲ့နှစ်ပတ်လည်နေ့မှာသူမိမကို live music နဲ့ surprise တိုက်ရှင်လို့ဆိုပြီးတော့အာကာရှ်စီကိုချင့်ကပ်လာခဲ့ပါတယ်။အာကာရှ်ကလည်းလာခဲ့ပါမယ်ဆိုပြီးတော့သဘောတူလိုက်ပါတယ်။ပရာမိုကသူမိမကို surprise တိုက်ရှင်တာဆိုတော့အဲ့နေ့သူမျိုးပြင်သွားရမယ်ဆိုပြီးတော့မိမကိုလိန်လိုက်ပါတယ်။စီမီကနည်းနည်းတော့စိတ်ပြက်သွားပေမဲ့လည်းသူ့ယောက်ျားကအလုံများတဲ့သူမန်းကိုတိနေတာမို့နဘူးနဆာတော့မလုပ်ခဲ့ပါဘူး။ဒီနေ့အလုပ်စင်းကြီးရောက်တဲ့အချိန်မှာတော့မိုးရီတဲနေလို့ဆိုဖီကအာကာရှ်အိမ်မှာဝင်လာလိုက်ပါတယ်။ဆိုဖီဝစ်ချော့တာကိုအာကာရှ်ကမမြင်ကြအောင်ဆောင်နေခဲ့ရပါတယ်။သူတို့နှစ်ယောက်ရပိုင်းလောက်အတူတူတွဲသွားတွဲလာလို့စကားတွေပြောပြီးတဲ့အခါမှာတော့နောက်ဆုံးမှာအတူတူအိပ်ဖြစ်သွားခဲ့ကြပါတယ်။နောက်နေ့အာကာရှ်ကပရာမိုရဲ့တိုက်ခန်းကိုရောက်သွားတဲ့အခါမှာတော့သူ့ကိုစီမီကငါ့ယောက်ျားအိမ်မှာမရှိလို့ဆိုပြီးတော့အတင်းတွေပထုတ်ပါတယ်။အာကာရှ်ကတော့သူ့ကိုပရာမိုကလာခိုင်းထားလို့ဆိုပြီးပြောလဲစီမီကပေးမဝင်ခဲ့ပါဘူး။အဲ့ချိန်ဘေးကန်းကအဖွားကြီးကလည်းကြည်နေတော့စီမီတယောက်စိတ်မသက်သာပေမဲ့လည်းအခန်းထဲကိုဝင်လာခိုင်းလိုက်ရပါတယ်။ဒီနောက်မှာတော့အာကာရှ်တယောက်ပီယာနိုညင်ညင်ညောင်ညောင်လေးကိုတီးနေရင်းနဲ့ပရာမိုရဲ့အလောင်းကိုလှမ်းမြင်သွားပါတော့တယ်။ဒါပေမဲ့လည်းလန်သွားတဲ့ပုံမပေါ်အောင်စိတ်ကိုထိန်းပြီးတော့ပီယာနိုကိုအဆက်မပြတ်ကိုတီးနေပါတော့တယ်။စီမီကအစာဝင်းမှာတော့စိတ်ရှုပ်နေခဲ့ပေမဲ့လည်းအာကာရှ်ကမျက်မမြင်မှန်းကိုလည်းသိရောအလောင်းဖွက်ချင်ရသေးတာမို့စိတ်အေးသွားခဲ့ပါတော့တယ်။အာကာရှ်ကြောင့်စီမီကိုတန်းစင်ကန်လိုက်ပို့ခိုင်းတဲ့အခါမှာတော့ရှောက်လန်းကအလောင်းတစ်ခုလုံးကိုမြင်ရသွားပါလိအော။အိမ်သားလေးကိုဝင်သွားတဲ့အခါမှာတော့အထဲမှာလည်းလူတစ်ယောက်ရှိနေပါတယ်။ဒါပေမဲ့အာကာရှ်ကပီယာနိုကိုဟန်မပြက်ပြန်လာတီးနေခဲ့ပါတယ်။တကယ်တော့အိမ်သားလေးကလူနဲ့စီမီနဲ့ကပရာမို့နောက်ွယ်မှာဖောက်ပြန်နေကြတာပါ။ပရာမို့ကအပြင်သွားမယ်ပြောထားပြီးတော့ surprise လုပ်ဖို့အိမ်ပြန်လာတဲ့အခါမှာတော့စီမီကအလန်တကြားဖြစ်သွားပြီးတော့သူ့ကိုတက်ပစ်လိုက်တာပါ။အဲဒီနောက်အာကာရှ်ပီယာနိုတီးနေတဲ့အချိန်မှာဟိုလူသက်သမားကပရာမို့ရဲ့အလောင်းကိုခီးဆောင်အိတ်ထဲကိုထည့်လိုက်ပါတော့တယ်။စီမီတယောက်ပရာမို့စီဖုန်းဆက်ဟန်ဆောင်ပြီးတော့သူ့ယောက်ျားပြန်လာပြီလို့အာကာရှ်ကိုပြောလိုက်ပါတယ်။အာကာရှ်ကလည်းသူတို့ဝတ္ထုတိုင်းလိုက်ကနေခဲ့ပြီးတော့ခဏနေတော့နှုတ်ဆက်ပြီးတော့ပြန်သွားပါတော့တယ်။သူပြင်ကိုပြန်ရောက်တဲ့အခါမှာတော့ခုံနှန်းလျားတစ်ခုမှထိုင်ထားလိုက်ပြီးရှေ့ဆက်ပြီးတော့ဘာလုပ်တင်နေဆိုတာကိုစဉ်းစားနေခဲ့ရပါတယ်။အဲ့ချိန်ဆက်ကူဆိုတဲ့ထီးတွေကအာကာရှ်နားကိုရောက်လာပြီးသူ့အတွက်3ဘိန်းငှားပေးလိုက်ပါတယ်။ပုံမှန်ပေါက်တဲ့အာကာရှ်မန်းကိုတန်းတိနေတဲ့3ဘိန်းဆရာမာလီကလည်းအာကာရှ်ပြောတဲ့အတိုင်းရဲစကန်စီကိုမောင်းပို့ပေးလိုက်ပါတယ်။စကန်မှာတော့အာကာရှ်ကသူမြင်ခဲ့တာတွေကိုပြောပြမလို့ပြင်နေတော့မှပဲရဲအုပ်မနိုဟာကရုံးခန်းထဲကနေထွက်လာပါတယ်။ရဲအုပ်မနိုဟာကပရာမို့ကိုစီမီနဲ့အတူတက်ခဲ့တဲ့ကြံရပါပဲ။ဒါကြောင့်အာကာရှ်ကလည်းလမ်းဖြန့်သွားပြီးတော့သူ့ကြောင့်တည်သွားတဲ့ကိစ္စလို့လှည့်ပတ်ပြီးပြောလိုက်ရပါတယ်။ဒီနောက်မှာတော့မနိုဟာကအာကာရှ်ကိုတန်းပြီးမှတ်မိနေတာမို့လို့သူပြောတဲ့ကြောင်ပုံမြင်ကတကယ်ဟုတ်မို့ကိုအိမ်ထိကိုလိုက်ပြီးတော့ကိုယ်တိုင်သွားကြည့်ပါတော့တယ်။အာကာရှ်ကတကယ်ပဲမျက်စိကန်းပြီးတော့လူတက်မှုကိုမမြင်လိုက်ဘူးဆိုတာကိုစမ်းသပ်ဖို့အတွက်သူ့ရဲ့မျက်နှာဘေးကိုဓာတ်နဲ့တောင်ပြစ်ကြည့်လိုက်ပါသေးတယ်။ဒါပေမဲ့လည်းအာကာရှ်ကဖြုံတော့မဖြုံခဲ့ပါဘူး။ကြောင်ကိစ္စပြီးသွားတဲ့အခါမှာတော့အာကာရှ်ကသူ့အမြဲအလုပ်လုပ်နေတဲ့စားတောက်ဆိုင်စီကိုသွားပါတော့တယ်။သူကလူတက်မှုမြင့်မြင့်တက်တယ်ဆိုတာကိုမပေါ်အောင်စူးစမ်းပြီးတော့ဟန်ဆောင်နေခဲ့ရပါတယ်။
စီမီကလည်းအဆိုင်ကိုရောက်လာပြီးတော့တခြားသူတွေကိုတော့သူ့ယောက်ျားကအလုတ်ခီးသွားတယ်လို့ပေါ့ပေါ့ပါပါလေတံနဲ့ပြောလိုက်ပါတယ်နောက်နေ့မနေ့ပရာမော့ကျောင်းကိုသတင်းမှာပါလာတာကတော့ခိုးရမှုဆိုပြီးတော့ပါတရနာကကားပေါ်မှာပရာမော့ကတေနေပြီးတော့လက်ဝက်ရတနာတွေကလည်းပျောက်ဆုံးနေတယ်လို့ရဲရီဘက်ကနေဝတ္ထုတွေရေးထားခဲ့တာပါမနိုဟာဆိုရင်တော့သူလူသက်ထားတယ်ဆိုတာကိုမပေါ်အောင်လို့ဒီမှုကိုသူ့တာဝန်ယူလိုက်တာပဲဖြစ်ပါတယ်အမှုစစ်ဆေးဖို့အတွက်စီမီပရာမော့ရဲ့သမီးဒါနီနဲ့အာကာ့တို့ကိုစကန်စီကိုခေါ်လိုက်ပါတယ်ဒါမီတယောက်ကတော့သူ့ဘေကိုစီမီတက်သွားတယ်မှန်14မှကိုမရိပ်မိခဲ့ပါဘူးအဲနောက်အာကာ့ကသူလည်းပဲပရာမော့လိုတေးရမှာကိုကြောက်ပြီးတော့အမှန်တိုင်းမပြောပြခဲ့ရပါဘူးပရာမော့တေးသွားတဲ့နေ့ကစီမီအိမ်ကိုအာကာ့လာတာကိုဘေးတိုက်ခန်းကနေကြည်နေတဲ့မစ္စတာဒီဆာကအာသူဘမှာစကန်မှုစီသွားပြီးတော့ဒီမှုမှာတကူကူကတော့မူမမှန်မှုဆိုတာကိုပြောပြလိုက်ပါတယ်စီမီကဒီဖွားကြီးတာအမှုအကြောင်းကိုဆက်စုလာရင်သူလှုပ်ထားတာတွေပေါ်တော့မယ်ဆိုတာကိုစိတ်ပူပြီးတော့နောက်နေ့နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာဝရန်နာဘော်ကနေတွန်းချပြီးတော့တပ်ပစ်လိုက်ပါတယ်ဒီတကာဖြစ်ရကိုလည်းအာကာ့ကမြင်သွားတာမို့လို့ဒုတိယအကြိမ်ထပ်ပြီးတော့မမြင်ဟန်ဆောင်ခဲ့ရပြန်ပါတယ်အဲနောက်အာကာ့ကအင်ကိုမြန်ပြန်သွားပြီးတော့ဆိုဖီကိုအကုန်လုံးပြောပြဖို့လုပ်နေတာကိုသူ့ကိုအမြဲတမ်းလိုင်းနောက်ရှစ်နေတဲ့ဟိုကလေးလေးကလည်းဗီဒီယိုခိုးရိုက်ထားလိုက်ပါတယ်ဒီနောက်မှာတော့ဆိုဖီမတိုင်ခင်မှာပဲစီမီကရောက်လာပြီးတော့ပရာမော့အာသူဘရဲ့ချုံမုံတွေကိုလာကျွေးပါတော့တယ်အာကာ့ကလည်းလူနဲ့စိတ်ကိုမနှဲကိုကတ်ထားရပြီးတော့စီမီကိုအိမ်ထဲကိုဖိတ်လိုက်ပါတယ်သူမအတွက်ကော်ဖီဖြော်ပေးပြီးဒီဘက်ကိုလှည့်လာတဲ့အခါမှာတော့စီမီတယောက်တရေမျက်နှာဖုံးကြီးကိုဝတ်ထားတာကိုမြင်ခဲ့ရပါတော့တယ်အာကာ့လိန်နီယာကိုအငိုက်ဖမ်းမလို့ကြံနေတာဆိုပေမဲ့လည်းအာကာ့ကဘလို့မှမတုတ်ပြန်တဲ့အခါမှာတော့စီမီကတနက်နဲ့ချိန်လိုက်ပါတော့တယ်ဒါကြောင့်အာကာ့ကလည်းလန့်ပြီးတော့ဆက်ပြီးတော့ဟန်မဆောင်နိုင်ဖြစ်သွားခဲ့ရပါတယ်သူမကြခင်လန်ဒန်ကိုသွားတော့မှမို့ဒီမှုအကြောင်းကိုဘသူ့ကိုမှဖွင့်မပြောဘဲနဲ့ဒီနိုင်ငံကနေအေးအေးဆေးဆေးထွက်သွားပါမယ်ဆိုပြီးအာကာ့ကြောက်ဂတီလဲပေးပြီးရောခေါင်းတွေမူးနောက်လာပြီးတော့လဲကျသွားပါတော့တယ်စီမီကအချုံမုံတွေထဲမှာစီးခတ်ထားတာပါအဲနောက်ဆိုဖီရောက်လာတဲ့အခါမှာတော့ဟိုကလေးလေးကသူရိုက်ထားတဲ့ဗီဒီယိုကိုပေးပြီးတော့အာကာ့ကမျက်စိတကယ်မကမ်းဘူးဆိုတာကိုတက်တည်ပြလိုက်ပါတော့တယ်ဆိုဖီတယောက်ဒေါသကြီးနဲ့တကားကိုတုံးဆိုင်တီးပြီးတော့လာခောက်တဲ့အခါမှာတော့ကိုလုံးချောနဲ့စီမီကတကားလာဖွင့်ပေးခဲ့ပါတော့တယ်သတိမေ့နေတဲ့အာကာ့နဲ့သူအိတ်ထားတဲ့ပုံစံဟန်ဆောင်ထားတာပါဒါကြောင့်ဆိုဖီလည်းအသေးကွဲသွားပြီးတော့အိမ်ထဲကနေအမြန်ဆုံးထွက်သွားပါတော့တယ်နိုင်ပိုင်းလောက်နေတော့မှအာကာ့ကပြန်တတိရလာပြီးမျိုးလုံးဖွင့်ကြည့်တဲ့အခါမှာတော့ဘာကူမှမမြင်ရခဲ့ပါဘူးဒီလိုနဲ့အာကာ့ကဒီမှုအကြောင်းလူတွေကိုတွားပြီးပြောပြခဲ့ရင်တော့သူ့ကိုမယုံကြအောင်လို့စီမီကဆေးခတ်ပြီးတော့မျက်စိကွယ်အောင်လုပ်လိုက်တာပါဒီနောက်မှာတော့အာကာ့ကဆိုဖီကိုကူညီတောင်းဖို့ဖုန်းဆက်ခဲ့ပေမဲ့လည်းဟိုကသူ့ဖုန်းကိုဘလော့ထားတော့ဘလို့မှဆက်သွယ်မရခဲ့ပါဘူးအကိစ္စကြောင့်မနိုဟာနဲ့စီမီတို့လည်းစကားတွေများခဲ့ကြရပါတယ်မနိုဟာကစီမီကိုဘာလို့အာကာ့ကိုမတက်ပစ်ဖဲနဲ့အစိတ်ခတ်ယုံပဲလုပ်ခဲ့ရတာလဲဆိုပြီးမေးတဲ့အခါမှာတော့စီမီကသူမကခွင်းဆက်လူသက်သမားမဟုတ်ဘူးလို့ပြန်ဖြေလိုက်ပါတယ်အဲနောက်မနိုဟာကအာကာ့အိမ်ထဲကိုခိုးဝင်ပြီးတော့အနောက်ကနေလေပင်ညှစ်တက်ဖို့လုပ်ပါတော့တယ်အာကာ့ကလည်းလုံအောင်ပြန်ခုခံပြီးတော့ထွက်ပြေးလိုက်ရပါတယ်အခုတော့တကယ်ကြီးမျက်စိကွယ်သွားတာဆိုတော့သွားရတာအခက်အခဲတွေရှိနေပါတယ်သူနိုးလာတော့ဆေးရုံမှာပါဒေါက်တာဆွာမီသုံးမင်းဆရာမာလီနဲ့ထီးတဲ့ဆက်ကူကသူ့လမ်းမှာလဲနေတာကိုတွေ့လို့ဆေးရုံစီခေါ်လာခဲ့ကြတာပဲဖြစ်ပါတယ်အာကာ့အကူညီတောင်းလို့ဒေါက်တာဆွာမီကသူ့ကိုမျက်စိထူးကူနဲ့ပိုကင်ချိတ်ပေးလိုက်ပါတယ်သူရဲ့ဦးစားပေးစီစဉ်ကမျက်စိကိုစစ်ဆေးမယ်ပြီးရင်တော့ဒီနိုင်ငံကနေထွက်သွားမယ်လို့ပါဒါပေမဲ့လည်းနိုင်ရီသာကြာလာပေမဲ့သူ့ကိုစစ်ဆေးဖို့ဘယ်ဆရာဝန်ကမှလှမ်းမခေါ်ခဲ့ကြပါဘူးအခန်းပြင်မှာတော့ဆရာဝန်ရဲ့မာလီရဲ့ဆက်ကူရဲ့ကပတ်စံခွဲတန်းချနေကြပါတယ်အာကာ့မှာမိဘဆွေမျိုးအတိုင်းဝိုင်းကလည်းမရှိဘူးဆိုတော့သူ့ကိုအေးအေးဆေးဆေးလေးပြစ်မှတ်ထားပြီးတော့ကိုရင်းအင်္ဂါတွေကိုမှောင်ကိုဈေးကွက်မှာတွားရောင်းပစ်ကြမယ်လို့ကြံစီနေကြတာပါဒီနောက်မှာတော့အာကာ့ကိုလူနာဂရင်ဘော်ကိုတင်ပြီးတော့သူတို့ပြောနေကြတဲ့ခွဲစိတ်မယ်ဆိုတဲ့စကားကိုအာကာ့ကြားပြီးတော့လန့်သွားခဲ့ပါတော့တယ်ဒီနောက်မှာတော့မာလီနဲ့ဆက်ကူကသူ့ကိုဝိုင်းချုပ်နေတာကိုကြည့်မယ်ဆိုရင်မဟုတ်တာတစ်ခုခုလှုပ်တော့မယ်ဆိုတာကအသေးချပါပဲအာကာ့ကိုဆေးလဲထိုးပြီးတော့သူမမေ့လဲသွားခင်မှာပဲဆက်တူရဲ့လက်ကဖျားပုံတော်ကိုမြင်ပြီးတော့ပါဇက်ကနေရေရိုးလိုက်ပါတော့တယ်အာကာ့ကဒီတတူအကြောင်းသူတို့၃ယောက်လုံးကိုမပြောပြထားဘူးတာမို့ဒါကဘုရားရှင်စီကနမိတ်ပဲလို့တွေးပြီးတော့သူ့ကိုမခွဲစိတ်တော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့တော့အာကာ့ပြန်လို့လာတဲ့အခါမှာတော့တည်တော့မယ်ဆိုပြီးပဲပါဇက်ကနေဇက်တိုက်ကိုပြောနေလို့ဇက်တူတို့၃ယောက်ကသူ့ကိုတကယ်ကမ်းနေတာလားဆိုပြီးတော့မေးလိုက်ပါတော့တယ်ဒါကြောင့်အာကာ့ကလည်းအမှန်တိုင်းဝန်ခံပြီးတော့ဂွင်ကောင်းကောင်းတစ်ခုကိုအကြံပေးလိုက်ပါတယ်သူတို့သာပတ်စံရသွားရင်အာကာ့ကသူ့အသက်ကိုတော့ညှာတာပေးလိုက်မယ်လို့ထင်ထားလို့ပါဒီနောက်မှာတော့အာကာ့ကမနိုဟာနဲ့စီမီရဲ့ယောက်ျားပရာမုတ်ကိုတတ်လိုက်တဲ့အကြောင်းရယ်သူတို့မှရှိတဲ့ဒေါ်လာ1 သန်းကိုလည်းကိုဘာသာ3ယောက်သားခွဲယူလိုက်လို့ရတယ်ဆိုတာတွေကိုပြောပြလိုက်ပါတယ်ပတ်စံဆိုတဲ့အတန်းကိုကြားတဲ့အခါမှာတော့သူတို့ရဲ့မျိုးလုံးတွေကတစ်ဖြက်ဖြက်တောက်လာပြီးတော့အာကာ့ကိုကူညီပေးဖို့သဘောတူလိုက်ကြပါတယ်စီမီအိမ်ပြန်ရောက်တဲ့အခါမှာတော့အာကာ့ကသူသမီးဒါနီနဲ့ပီယာနိုထိုင်တီးနေတာကိုတွေ့ပြီးတော့ကလေးကိုလူသက်မှုအကြောင်းပြောလိုက်မှကိုစိုးရင်လို့မနိုဟာကိုချက်ချင်းဖုန်းဆက်ခေါ်ပါတော့တယ်ဒီနောက်မှာတော့စီမီကအာကာ့ကိုအိမ်ပြန်လိုက်ဖို့ပေးမယ်လို့ညာပြီးတော့မနိုဟာစီကားနဲ့ခေါ်သွားပါတယ်
လမ်းမှာတော့အာဂတ်ကသူ့ကိုနှုတ်ပိတ်ခအနေနဲ့မျက်စိခွဲစိတ်ကရူဘီ10သိန်းပေးဆိုပြီးတောင်းတဲ့အခါမှာတော့စီမီကသူထင်ထားတဲ့အတိုင်းမှာပဲညှင်းဆိုလိုက်ပါတယ်အဲ့တော့ဘက်ကတ်အစီအစဉ်အနေနဲ့မာလီရဲ့သုံးဝင်းကိုလမ်းဝက်မှာရပ်ထားပြီးတော့စီမီအာယုံလွဲသွားတဲ့အချိန်မှာတော့အာဂတ်ကသူ့ကိုမီးစေးပေးလိုက်ပါတယ်သူ့ကိုပြန်ပေးဆွဲပြီးငွေညစ်မယ်ဆိုတဲ့အကြံစီနဲ့မနိုဝမိမရာစီကာကိုဖုန်းဆက်ပြီးတော့အကြောင်းစုံကိုပြောပြလိုက်ပါတယ်သူယောက်ျားမနိုဝနာမီဆိုးထွက်မှာကိုမလိုလားဘူးဆိုရင်တော့မနှက်ပြန်ရူဘီတသန်းလာပေးဆိုပြီးတော့အာဂတ်ကချင်းချောက်လိုက်တာပါအရန်ဒေါသထွက်နေတဲ့ရာစီကာကစိတ်မထိန်နိုင်တော့ဘဲနဲ့သူ့ယောက်ျားကိုတတ်မယ်ဆိုပြီးတော့တနက်နဲ့ချိန်လိုက်ပါတယ်ဒါပေမဲ့အဲ့ချိန်မနိုဝစီကိုဖုန်းတကောဝင်လာပါတယ်စီမီရဲ့ကားရဲ့ဖနက်နဲ့အိတ်ရဲကိုရဲတွေကတရားပေးမှရှာတွေ့ခဲ့တယ်ဆိုတာပါပဲတေချောင်းကြံခဲ့တယ်ဆိုတဲ့ပုံစံမျိုးပါအဲ့နောက်ရာစီကလည်းအခုစိတ်ပြန်ငြိမ်သွားပြီးတော့သူ့ယောက်ျားနဲ့အတူတူဘာဆက်လုပ်ရမယ်ဆိုတာကိုနီလန်းရှာခဲ့ကြပါတော့တယ်စီမီကကောင်းကောင်းမွန်မွန်နဲ့မလိုက်ရောပေးတဲ့အခါမှာတော့ဆရာဝန်ကသူ့ရဲ့လက်ကသွေးကိုထုတ်ပြီးတော့ကြောက်ကပ်ကိုမှောင်ကိုဈေးကွက်မှာရောင်းပစ်မှလို့ချင်းချောက်လိုက်ပါတယ်အဲ့နောက်မနိုဝါကပတ်စံအီးနဲ့ရောက်လာတဲ့အခါမှာတော့ဟို၃ယောက်ကလည်းနောက်အစီအစဉ်ကိုစကာနီးမှာပဲအာဂတ်ကိုတစ္ဆာဖောက်သွားပါတော့တယ်အဲ့နောက်အာဂတ်ကိုခုံမှာကျိုးတုပ်ထားပြီးတော့သူတို့အစီအစဉ်နဲ့သူတို့အပြင်ကိုထွက်သွားကြပါတယ်အာဂတ်ကိုမယုံတဲ့အတွက်ကြောင့်အဲ့ဒီပတ်စံတွေကိုကိုယ့်ဘာသာခွဲယူကြမယ်ဆိုပြီးတော့ကြံထားကြတာပါအဲ့နောက်စီမီနဲ့အာဂတ်တို့တစားကန်2ယောက်လုံးကတခန်းထဲမှာပိတ်မိနေတဲ့ဆိုတော့စီမီကအာဂတ်ကိုရှုံးသမားဆိုပြီးတော့လှမ်းလောင်လိုက်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့တကယ်တမ်းကြောက်နေရမယ့်သူကစီမီပါမနိုဝါကစီမီကိုထားသွားပြီဆိုတော့ဒီကိစ္စကနေရုံထွက်နိုင်ဖို့ဆိုရင်စီမီကိုတတ်မဲ့နီးပဲရှိတော့တာမို့လို့ပါတစ်ဖက်မှာလည်းဆရာဝန်ကစီမီရဲ့သွေးစစ်ချက်ရလဒ်ကိုကြည့်ပြီးတော့မျက်နှာအယောင်အဝါတွေတစ်ဖြက်ဖြက်လင်းလာခဲ့ပါတော့တယ်သူကစီမီနဲ့တွေ့ဖို့အမြန်လာနေတဲ့အချိန်ဟိုဘက်ကမာလီကလည်းပတ်စံတုပ်ကိုသွားယူပြီးတော့ထွက်ပြေးဖို့ကြံနေခဲ့ပါတယ်ဒါပေမဲ့သူထွက်မပြေးခင်မှာမနိုဝါကစောရောက်လာပြီးတနက်နဲ့ပြစ်လိုက်လို့စကူကလည်းလန့်ပြီးတော့ရဲအုပ်မနိုဝါကိုတက်လီကားနဲ့ပိတ်မိနေအောင်လှုပ်လိုက်မိပါတယ်ပြီးတော့အဲ့ဒီပတ်စံတုပ်ကိုသွားခိုးပြီးတော့မာလီကိုဆေးရုံမြန်တင်ပေးလိုက်ပေမဲ့လည်းအချိန်နှောင်းသွားခဲ့ပါပြီစကူရဲ့အိတ်ထဲကပတ်စံတွေကလည်းအတူတွေပါပဲအဲ့နောက်စီမီကလက်ကကျိုးကိုရအောင်ဖြစ်ပြီးတော့အာဂတ်ကိုတတ်ဖို့လုပ်တဲ့အခါမှာတော့ဆရာဝန်ကအချိန်မီရောက်လာပြီးတော့ဝင်တားလိုက်ရပါတယ်ဒီနောက်မှာတော့စီမီကိုတတိမီအောင်လုပ်ပြီးတော့ကားနောက်ဖုံးထဲကိုထည့်ထားလိုက်ပါတယ်ပြီးတော့အာဂတ်နဲ့အတူမွန်ဘိုင်းကိုမောင်းသွားပြီးစီမီရဲ့သွေးကအရန်ရှားပါတဲ့ BRH negative ဆိုတာကိုပြောပြလိုက်ပါတယ်တထေးကြီးတယောက်ရဲ့သမီးကစီမီလိုသွေးပိုင်ရှင်ရဲ့အသေးကိုဒေါ်လာ9သန်းမကတောင်ရမှာပါဒီပတ်စံတွေရဲ့တဝက်နဲ့မျက်စိခွဲစိတ်မှုခံယူတာပဲဖြစ်ဖြစ်လှုပ်ချင်တာလှုပ်ဆိုပြီးတော့ဆရာဝန်ကလာညှိပေးမဲ့လေအဲ့လိုလှုပ်ဖို့အတွက်ဆိုရင်စီမီကိုတိုက်ရမှာမို့လို့အာဂတ်ကစိတ်မသက်မသာဖြစ်နေခဲ့ရပါတယ်အဲ့နောက်နှစ်နှစ်အကြာမှာတော့ဆိုဖီကအရင်တုန်းကကိစ္စတွေကိုဘာမှမဖြစ်ခဲ့သလိုမျိုးမေ့ပစ်ထားခဲ့ပြီးတော့သူကြီးစားနဲ့ဥရောပမှာပန်းပြေခီးထွက်နေပါတယ်ဒါပေမဲ့လမ်းလျှောက်ထွက်နေတုန်းမှာပဲဘားဆိုင်တစ်ခုရဲ့ရှေ့ကပိုစတာတစ်ခုကိုမြင်ပြီးတော့အတိတ်တွေကလည်းပြန်ပေါ်လာခဲ့ရပါတယ်အဲ့ဒါကတော့ဆိုင်ထဲမှာပီယာနိုတီးနေတဲ့အာဂတ်ပါလွန်ခဲ့တဲ့2နှစ်ထဲကမျက်စိကွယ်သွားခဲ့ရတာမို့လို့ဖြစ်ခဲ့တဲ့အကြောင်းရင်းမှန်တွေအကုန်လုံးကိုဆိုဖီကိုရှင်းပြလိုက်ပါတော့တယ်အရင်အာဂတ်နဲ့ဆရာဝန်တွေကမုံပိုင်းကိုကားမောင်းလာတော့ကဆရာဝန်ကစီမီကိုမေးစေးနောက်တစ်လုံးထပ်ထိုးမယ်ဆိုပြီးတော့ကားပေါ်ကဆင်းသွားခဲ့တာပါအဲ့ချိန်စီမီကဆရာဝန်ကိုအငိုက်တိုက်ခိုက်လိုက်ပြီးတော့အာဂတ်ကိုလည်းကားပေါ်ကနေဆင်းခံလိုက်တာပါအဲ့နောက်အာဂတ်ဘက်ကိုရှိန်နဲ့ကားမောင်းကွေလာရင်းနဲ့သူ့ကိုထိဖို့စက္ကန့်ပိုင်းလောက်အလိုမှာပဲတနက်တန်ကိုကြားလိုက်ရပါတော့တယ်အဲ့ဒါကတော့ဇလန်းစာမှာလေသမားကြီးကယုံတကောင်ကိုပြစ်လိုက်တဲ့ကြည်စံပါအဲ့ယုံကလွန်းထွက်လာပြီးတော့စီမီရဲ့ကားမှန်ပေါ်ကိုပြုတ်ကျပြီးတော့ကားအက်ဆီဒန့်ဖြစ်သွားခဲ့ရတာပဲဖြစ်ပါတယ်ဒီနောက်မှာတော့စီမီကလည်းပွဲချင်းပြီးတည်သွားခဲ့ရတာမို့လို့အာဂတ်ကြောက်လည်းဘတ်စကားနဲ့မွန်ပိုင်းကိုလာပြီးတော့တငယ်ချင်းတယောက်ရဲ့ကူညီနဲ့လန်ဒန်ကိုသွားရပါတော့တယ်အဲ့ချိန်တည်းကစားပြီးတော့အာဂတ်ကဘာမှပီယာနိုတီးတဲ့အလုပ်ကိုလုပ်နေခဲ့ရတာပဲဖြစ်ပါတယ်ဒီနောက်မှာတော့အာဂတ်ကသူ့ရဲ့ရှိုးပွဲကိုလာခဲ့ပါလားလို့ဆိုဖီကိုဖိတ်လိုက်ပေမဲ့လည်းဆိုဖီကတော့မနှက်ပြန်မနဲ့လေရင်ချင်းရှိတာမို့လို့သွားဖို့အဆင်မပြေခဲ့ပါဘူးအဲ့တော့မှသူတို့နှစ်ယောက်ကလည်းဆက်သွယ်တော့မပြတ်လောက်ကြမယ်လို့ကြေပေးပြီးတော့ကိုလန်းကိုရှောက်သွားခဲ့ကြပါတယ်အပြန်လမ်းမှာတော့အာဂတ်ကြောက်လမ်းပေါ်ကအေးဘူးကိုကန်ထုတ်လိုက်တယ်ဆိုတော့သူ့ရဲ့မျက်စိကမြင်သွားရတာလားဒါမှမဟုတ်မမြင်ရတာလားဆိုတာကိုပရိသတ်ကြီးတို့ပဲစဉ်းစားကြည့်ကြပါခင်ဗျာဇာကားလေးကတော့ဒါပါပဲခင်ဗျဒီလိုဇာကားကောင်းလေးတွေကိုကြည့်ရတာကြိုက်နေတဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page လေးကို like and share လေးလုပ်ပြီးတော့အားပေးခဲ့ပါအောင်ခင်ဗျအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တူးချင်းကြိုင်ကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ